fan ကိုကျိုးမဆွဲဘဲနဲ့ကြမ်းပြကွေးပေါက်တယ်ကြိုက်တယ်လေကိုရီးယားဒါမျိုးချဲတာမျိုးလိုအပ်နေတာတိလားအခု fan ကိုကျိုးမဆွဲဘဲနဲ့ကျွန်တော်ဆော့ပြလိုက်မယ်နောက်ထပ် value ကိုကျွန်တော်ဘယ်လိုဆော့ပြမလဲဆိုတော့ brother ကိုပဲထပ်မှန်ခဲ့ကြဗျာအဲ့ဆိုရင်ကျွန်တော်ရဲ့ gameplay လေးကိုတစ်ချက်လောက်ကြည့်လိုက်ဗျာလုံးဝကျိုးမဆွဲဘူးနော် Let's go ပွဲရစားလို့ကွာမစားရင်းစားကြလို့ရော fan ကိုတန်းပြလိုက်စားလို့ဘာမှရှိရှိဝေးလုံးနေဘူးဟာ mistakes, but mistakes make you strong. Let's break it down for a minute. I want the crown. မှာဘုရားကူပါပါနော်ဘုရားကောင်းတာကူပါပါတိလားအဲ့မဲ့ကျွန်တော်ကျိုးမပြောတော့အေးကြီးပဲကျွန်တော်တော့ဘာပြောအမှ This is just the beginning. I'm closing in the night. Mira, Living life like a dream. Every night got a team. I've been tied to the scene. Out on stage, here on screen. Okay, it's a dream, and I pray as a team. One day it'll be me. If I want it, then I'll get it. Head down, don't regret it. Push myself to the limit. If I play it, then I'll win it. I'm just saying, I'm just living for today, for a minute. ဟိုအမကောင်ဒါတွေ့လားကျွန်တော်အတီးကျမ်းပြထားရနော်နောက်ထပ်ဘေးဟီးရိုးနဲ့ဘလို့ကျမ်းပြအောင်လဲဆိုတော့ brother ကိုကျွန်တော်ကိုမတ်ထဲလိုက်